Okay, I'm gonna do something please ကဖြစ်ပါတယ် Okay ပါကျွန်တော်တို့အခုဘယ်ရောက်နေလဲဆိုတော့ကျွန်တော်တို့ play post stories ကိုရောက်နေတာဖြစ်ပါတယ် ဟုတ်ကဲ့ကျွန်တော်ဒီအစီအစဉ်လေးမှာပေါ့နော်ကျွန်တော်တို့ကြုံတွေ့ရတဲ့ဒီခရီးသွားတော့အဖြစ်ပြက်လေးပေါ့နော်ပြန်ပြီးတော့ပြောပြပေးဖြစ်ပါတယ် Okay အဲ့တော့ကျွန်တော်တို့ပထမဆုံးပေါ့နော်မှတ်မှတ်ရဖြစ်တာဆိုလို့ရှိရင်ကျွန်တော်တို့ second app နော် second ဒုတိယနှစ်ကျောင်းသားတော့ပေါ့နော်တက်ကတော့ကနေပြီးတော့အဲ့လိုမျိုးခရီးသွားတဲ့ဟိုလေးပေါ့ trip တွေထွက်မယ်ဆိုပြီးတော့လုပ်တာပေါ့နော်အဲ့ trip ကဘာထူးကြလဲဆိုတော့ကျွန်တော်တို့ fountain ရတယ်ဗျာလိုက်ချင်တဲ့လူရှိလို့ရှိရင်သူကလူကန့်သက်ထားတဲ့အတွက် fountain ရတယ် fountain ရတဲ့အချိန်မှာ တဝက်တောင်မပြည့်ဘူးသုံးပုံတစ်ပုံလောက်ပဲသူကလက်ခံတာဆိုတော့ fountain ရတယ်10 cv fountain ရတယ်အဲ့ချိန်မှာပေါက်ကြီးနဲ့လွင်ကြီးနဲ့အစိုးရသွားပြီးတော့10 cv အဲ့ချိန်မှာကျွန်တော်ကသူကဝရီရရှိရကျွန်တော်ကအဲ့ချိန်မှာထိတ်ဆုံးပါကျွန်တော်အဲ့ချိန်မှာအိတ်နေရပါတော့ဟိုအေးစိတ်မှသွားတယ်မှီတယ်ဆိုပြီးတော့အဲ့လောက်လူများမယ်တယ်မထင်ဘူးကြာအဲ့တော့ ဆွဲမှမရှိမပါပါဘူးပေါ့နော်ကျော်ကြီးအဲ့ဟိုမှာမပါပါဘူးအဲ့ပြီးပါကြံခဲ့အဲ့ဒါကြံရပါကျွန်တော်နှစ်ယောက်ဆက်ပြောအဲ့တော့အဲ့တုန်းကဟိုပါပေါ့ကလောအင်းလေးပြင်တောင်ကြီးညောင်ရွှေလဲပါတယ်ပေါ့နော်အင်းလေးမှာတော့အမတ်တရပါလဲဆိုတော့ကျွန်တော်တို့နှစ်ယောက်ကအရင်နဲ့ဟိုတစ်ခေါက်သွားတော့လည်းသူမပါဘူးတင်မကောင်းအဲ့တော့လည်းကျွန်တော်တို့ကရောက်တဲ့နေရာမှာရိုက်ဓာတ်ပုံရိုက်တယ်နော်ကောင်မလေးပါတယ်ဒါပေမဲ့တချို့ကောင်မလေးတငယ်ချင်းတွေသူတို့တော့အဲ့လိုမရိုက်ကျွန်တော်တို့ကအဲ့လိုတယောက်တည်းလည်းရိုက်တယ်ပေါ့အဲ့တော့အင်းလေးမှာတော့အဲ့လိုပါလေဖောင်စီရဟုတ်ပေါ့ဆက်လီစီရဆက်လီပေါ်မှာလည်းမချအောင်အဲ့လိုမတက်ရိုက်တာရှေ့ရိုက်ဒါမျိုးကြီးပါနောက်ကကျွန်တော်ရက်လိုက်ပြီးတော့မှတိုက်တန်းနဲ့အနောက်ကောင်မလေးကြီးရီနေဘာလို့ရီနေရလဲပေါ့နော်ကြည့်ရပါတော့ပြီးတော့မှသူဖင်ကြီးကအဲ့ပေါက်နေအောင်နော်ဘောင်းပြကျွန်တော်အဲ့ဒါလုံးဝမသိဘူးလုံးဝကင်မရာတစ်လုံးကိုလွယ်တာပြီးရင်အဲ့မှာဒါသမျှကောင်မလေးဟဲ့ရိုက်ပေးပါငေါ့ရိုက်တကယ်ချင်းနေအကုန်လုံးလိုက်ရိုက်ပေးရလုံးဝဟိုလူရိုက်ဖင်ကြီးကပေါက်တယ်လုံးတိုင်တာဆိုတော့ဘောင်းကြီးကပေါက်နေဆိုပေမဲ့အောက်မှာတော့အတွင်းကတော့ပါလို့ပြန်တာဖင်ကြီးပေါ်နေတာဆက်လီရှိပါအဲ့လိုကြီးရက်ဒီလိုကြီးမတ်တက်ကြီးရက်ဒါနောက်ကတည်းရောက်တော့မြင်ရသူအဲ့လိုမင်းတော့ငါ့ကိုရိုက်ပေးတယ်အဲ့မှာကျွန်တော်နောက်မှာစီးတဲ့ကောင်မလေးတယောက်ပါတယ်သူကကျွန်တော်အဲ့မှာဘောင်းကြီးပေါက်တဲ့အချိန်မှာဟာလို့ငါတလန်းလုံးလို့မတိပဲနဲ့လို့ပေါက်နေရတယ်အဲ့လိုမင်းတို့တိလားဆိုတော့အဲ့နဲ့ငါတိတာကြာပြီတဲ့ तू ကအေးတယ်ကွာတဲ့အေးလေးနဲ့အဲ့ဒီကဘာလို့စောစောမပြောရလဲမတိဘူးလေတဲ့ဘယ်လိုပြောရမလဲမသိလို့ဟာအဲ့တောက်လျှောက်ကြည့်အဲ့လုံးဝအမှတ်တရပါတော့လုံးဝတောက်လျှောက်ရိုက်တာအဲ့မှာတချို့ကောင်မလေးဆိုကျွန်တော်ရိုက်ပေးတာကွာလုံးဝသူတို့စီမှာပုံနေရှိရနော် birthday wish အဲ့နားမှာသွားဟိုလေး sticker လေးအုပ်ပြီးတော့ဒီမှာ happy birthday ဖင်ပေါက်ဆိုပြီးအဲ့လိုကျွန်တော်နာမည်အစ်စ်ပါပြောင်းပါဘောနော်အဲ့ဒါတော့ကျွန်တော်အမှတ်မရ story ပေါ့နော် another one စပိန်စီကညောင်ရွှေမှာကျွန်တော်အဲ့ဝိုင်းချန်ကိုသွားတဲ့ညမှာသူတို့ကအဲ့လိုပြင်းမှာဆိုလို့အဲ့ trip ကတော်တော်ကောင်းတဲ့ trip လို့ပြောလို့ရတကယ်ချင်းနေတယ်သွားအဲ့တော့လည်းမပါစိတ်မပါကျန်ခဲ့နောက်ဆိုတော့နော်အဲ့တော့အဲ့တုန်းကကျတော့ကျွန်တော်ကအတက်တော်ကြီးဒီအဲ့လိုအတက်အရန်တော့မကြီးသေးပါဘူးလို့အဲ့ဟိုစပိန်ကတော်တော်များငယ်ငယ်လေးကစီးတက်တယ်ကွာကျွန်တော်မစီးတက်ဘူးဟုတ်လားနည်းနည်းကြီးသွားတော့မှအဲ့လိုမျိုးအဖိုးတို့အိမ်ကြီးပါလေးပါဘောနော်အဲ့မှာဆိုဘက်စီဒီဘက်စီးနေပေါ့နော်ဒါပေမဲ့အဲ့ဒီ trip သွားရည်ကျွန်တော်လမ်းပေါ်ထွက်မစီးသေးဘူးကျွန်တော်အဲ့ဒီရိုးလမ်းမှာဒီလို꿰တာနဲ့ဟိုလိုချော်လဲပြီးတော့ဟိုပြဲဒီပဲဖြစ်နေတဲ့အချိန်ပေါ့နော်မင်းအိမ်ပါပေါ့အဲ့တော့ကားနဲ့လည်းသွားလို့ရတယ်စပိန်နဲ့လည်းသွားလို့ရတယ်မရှိဘူးပေါ့ဘာလို့မှကားနဲ့သွားမှာဒါပေမဲ့အဲ့တော့ကစုံတယောက်ပါတယ်ပေါ့နော်ကျွန်တော်သူကတော့စပိန်နဲ့သွားမယ်တဲ့တော့မစီးတက်တယ်ပဲမတတ်နိုင်စီးရပါပဲပေါ့နော်နောက်ကလိုက်စီးမယ်ဆိုပြီးအဲ့လိုလုံးဝအဲ့လိုကားတွေသွားနေလမ်းဟိုကွိတ်ဒီကွိတ်လမ်းမကြီးမှာတက်စီအဲ့မှာစပြီးစပိန်စီးတက်ပါကျွန်တော်လုံးဝအဲ့လိုတောင်နေပါတက်တာနော်လုံးဝတောင်တက်တောင်ဆင်းနေပါရတယ်တစုံတယောက်ကြောင့်လည်းဆိုလို့အမတ်ကြီးတွေဆင်းလာအဲ့တော့လုံးဝဆရာကြီးဖြစ်သွားအဲ့မှာစပိန်စီးတက်ပါဒါပေမဲ့သူ့အမတ်တရလည်းရှိတယ်ကျွန်တော်စပိန်စီအမှတ်တရဘာဖြစ်လဲဆိုကျွန်တော်ယူလာတဲ့စပိန်ကြီးက तू ကဖေကြီးကဖေထိုင်ဖေကနေလိုကြီးထောင်အဆင်ပြေတော့ဟုတ်အစအကောင်တင်းရင်းနဲ့ထောင်းလာအဲ့လိုမျိုးထောင်းအဲ့တော့ကျွန်တော်ဟာစင်မပြေအဲ့မှာကန်ကောင်းကျင်တော့အနောက်ကစပိန်မစီးရဲ့အုပ်စုကရှိရဘတ်စကားနဲ့အဲ့ဘတ်စကားနဲ့ဘတ်စကားဘေးကဖြတ်သွားတယ်ကျွန်တော်ဖမ်းတားလိုက်တယ်ကိုတို့လှုပ်လို့ကျွန်တော်လည်းလိုက်လို့ရတာလို့ကျွန်တော်စပိန်ကဒီလိုဖြစ်နေရတယ်ညီလေးတဲ့လူတော့လိုက်လို့ရတယ်စပိန်ကြီးကဘယ်နှထားခဲ့ပါလဲဘတ်စကားလည်းထည့်လို့မရဘူးလေအောက်မှာလည်းပစ္စည်းကြီးအပြည့်ပဲဟာခွိုင်းပဲအေးတော့အဲ့ဆိုလဲဆိုထားလိုက်ပါတော့ဆိုအဲ့လမ်းတောက်လျှောက်အဲ့ဖင်းအချောက်အချိုကြီးနဲ့ကျွန်တော်အဲ့လိုမျိုးလေးနောက်လေးနည်းနည်းပြန်လိုက်အော်မိုက်မမိုက်ဟာဒီနေရာပဲအမတ်တရားဒီနေရာပဲဖြစ်နေအဆင်မပြေအဲ့ဖိနိုင်ကိုအဲ့ကိုရကာရနဲ့အဲ့တလန်းလုံးအဲ့တိုင်းပဲအဲ့တိုင်းတော်တော်လေးငကောကမှစပိန်ကမစီးတဲ့ပါဆိုမှအဲ့တိုင်းဖင်းလေးကြွပြီးတော့တောက်လျှောက်ညောင်းလိုက်တာကြိုက်တော့6
ကြိုက်အောင်ကြော်ရည်လည်းဟုတ်ဘူးအဲ့ဒါပေါ့နော်ကျွန်တော်ရဲ့အမှတ်တရတွေကအဲ့ဒါတွေဖြစ်ပါတယ် အဲ့မင်းအဲ့ငါပြောအဲ့ကောက်ဇောက်တွေပါရမင်းအဲ့တိုင်းစင်းတော်လေးဟုတ် ဟိုအောက်မှာမတ်တက်စီးနေပါ လမ်းကချော အဲ့မှာမတ်တက်ပါစီးတော့ကွာငါမင်းနဲ့ကျန်းတယ်တည်မနေ လမ်းကချောတာခုထစ်တွေပါရှိတာ နားကတော့နည်းနည်းချောရဒါပေမဲ့ငါပူချောတယ် ဟော အဆင်ပြေပါ ဒါကတော့ကျွန်တော်တို့ရဲ့ကြုံတွေ့ခဲ့ရတဲ့အမှတ်တရတွေပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မပါဘူးပေါ့ โอเคပါကျွန်တော်တို့ရဲ့ဒီပေါ့နော် back stories လေးအခွေလေးကို share ခွင့်ပေးတဲ့ဒီ play post stories ကိုလည်းကျေးဇူးအများကြီးတင်ပါတယ် โอเคပါကျွန်တော်နောက်ထပ်လည်းပို့ပြီးတော့ကောင်းတဲ့ program တွေဖန်တီးနိုင်ပါစေဒီနောက်တစ်ပတ်မှာလည်းဒီ play post stories မှာဘယ်သူတွေထပ်ပြီး share လုပ်လဲဆိုတာအားလုံးပဲဆက်လက်စောင့်ကြည့်ပေးကြပါเนาะဟုတ်ကျေးဇူးတင်ပါတယ်အားလုံး